Hassin, Naku Jet. I don't chart on the blue Biomle, Tamame, Seme, Roku Sin. Chart on the blue Biomle, Roku Sin, Konadon, Nana Sin, Gora, Q Sin, Dawe. I don't Yagrama, Trinja, Donlong, Sambiaku, Donyae, Robyaku, Chao Yae, Hapyaku, Shia, so Dolong Shire, Yaganama, Chinja Dolong Shire, Tanganama Jaro, Sanzin, so Don on the Kuye, Hassin, so shit on the Kuye, Chinja, Wenlare, Ali Matara Ladushin, Hiakuya, Saint Towns, Nalone, General, Baby Bonayama, Les so yin. She down she sent she let your death low, go down, goya, goza, gole, your death say ame. A to do your Jimmy. Shit town, Tavale, say. Has sent she okay, happy good. She said, Daraboman, Hachi Jew. To a Hachi Jew. She. Hachi Hassin Hapyaku Hachi Jew Hachi Chita Shia she said she okay I may go on go goza go town vale sing town vale sing go ya Q Hiaku vale ya I don't go ya, go say, Q Jew, go down, go to Q say, Q shaku, Q Jew, Q, go down, go say, go. Bayani Piodan, Tikani Bilo, goose on Diver Chamachi, go down, go say, go tea, John and Milo, you saw ya. Kame, Imaro, Palole, Lichimuro Luravia. How's the angel devout, shall I may? Okay,ကျွန်တော်ကိုတော့69ပြီးတော့တောင်းကျွန်တော်ပါရှိလေတောင်းဆိုတာဗာလဲမန်းเนาะဒီမှာတစ်ခုရှိတယ်လုံးဝမှကျွန်တော်ဒီ1000လို့မရပါဘူးเนาะဒါတစ်ချက်ရှိပါတယ်အားဒီတမင်တန်ရေးအခုဖြတ်ပြလိုက်ပါเนาะမန်းဗာလဲဆိုရင်တောင်းတစ်ချက်ဂျူးက30ရတယ်ခရက်ကူက100ရတယ်စင့်က1000ရပြီမဲ့မန်းကကြတော့1000မရဘူးMan, Patavi Dama, man, low at a town meow. The town Biogenology, Ichi man of your Biame. Other Saint Davi. The town Ichi man. I joined him out, Ichi Balo Bilame, and Yelena Yibilame. About the town Ichi Yele, and Ine Yele. How dare the same Jew the same body. ဒါအရင်ကြီးလို့ကျွန်တော်ခန္ဓာပြောတယ်ခရက်ခုဆိုရင်100ပါတယ်တစ်ထည့်ပြောစရာမလိုအချီရက်ခုလို့ပြောစရာမလိုဘူးစင့်အချီစင့်လို့ပြောစရာမလိုဘူးစင့်ဆိုရင်ပြီးပြီမဲ့တောင်းမှာကျတော့မန်းသူများတော့ပြောင်းလို့မရဘူး1000ဆိုရင်အချီမန်း2000ဆိုရင်ရပြီမိမန်း2000 3000 3000 4000 ယောမန်း5,000 Roman 6,000 Lokuman 6,000 3ညဘယ်နှလုံးလဲ4လုံးကိုမန်းကျွန်တော်4လုံးဆိုမန်းတာပဲ3ည4လုံးဆိုကျွန်တော်မန်းပြီမန်းရှေ့ပါလေ6ပုံLokuman 6,000 9,000 နနမန်း3ညဘယ်နှလုံးလဲ4လုံးမန်းတော့8,000ဆိုရင်ဟာချီမန်း9,000 Q man 9,000ပြီ9,000ညဘယ်လုံးလဲ4လုံး9,000 Q man ဟုတ်ပြီတသိန်းဆိုတဲ့ user ကျွန်တော်ဒီမှာတော့ရှိတယ်ဒါပေမဲ့ဂျပန်ကတော့တသိန်းဆိုရင်10,000 Q man တသိန်းဆိုပါလေ Q man အဲ့တော့ကျွန်တော်ဘယ်လိုရေးရလဲဒီမှာအားလုံးပဲ
3ည4လုံးက1000အဲ့ဒါအောင်မှတသိန်းဆိုရင်1000အုပ်10အုပ်မလား1000 2000 10အုပ်မလားအဲ့ဆိုရင်ဒီမှာက4လုံးကမန်းအရှိရဘယ်လောက်လဲ10 10,000 10,000ဘယ်လောက်လဲ10,000ဘယ်လောက်လဲတသိန်းဟုတ်ပြီပြန်ပြီးမယ်နော်10,000ဘယ်လောက်လဲ10,000ကိုတသိန်းအဲ့တော့ဂျူးက10မန်းက10,000ဆိုဘယ်လောက်လဲတသိန်းတသိန်းပြောတတ်သွားရင်အဆင်ပြေပြီပြန်ပြောပြပါမယ်မန်းကပါလဲတောင်းပါမန်းကပါလဲတောင်း1000ဆိုရင်အချီမန်း2000ဆိုရင်နီမန်းအဲ့လိုမျိုးသွားပါတယ်3000ဆိုရင်စမ်းမန်းကျွန်တော်ပြောကြည့်ဗျာ9,990မှာ9ဆိုပါတော့ဗျာတောင်းရပါလေမန်းတောင်းရပါလေမန်းအဲ့တော့9,000ဆိုတော့ Q မန်းထောင်းရပါလေစင့်9,000 Q စင့်900 Q ရက်ခု90 Q ဂျူကို Q Q မန်း Q စင့် Q ရက်ခု Q ဂျူ Q 9,990မှာ6ချက်6ပါဗျာရေတွက်ပြီ6ဆိုရင်9,990ပြောတဲ့ဘုရားမန်းပါလေတောင်းတသိန်းနဲ့ပြောချင်လို့ရှိရင်တော့ကောက်တာ10,000ဆိုဘယ်လောက်လဲတသိန်း10ရပါလေဂျူးတောင်းရပါလေမန်းဥပမာဗျာဒီမှာကျွန်တော်တို့မြန်မာလိုရေးမယ်ဆို10,000ညီများချင်းတသိန်း10ရဂျပန်လိုဘယ်လိုခေါ်လဲဂျူးတောင်းဟာဂျပန်လိုမန်းဂျူးမန်းတသိန်း2သိန်း2သိန်းဆိုတောင်းဘယ်လောက်ရှိမလဲ2သိန်းမှာတောင်းဘယ်လောက်ရှိမလဲဟုတ်တယ်20ရှိမယ်အားဆိုရင်ဘာလို့ရုံလဲနီဂျူးမန်းနီဂျူးမန်း2သိန်းစာရှိပြီသိန်းကနေတွေကိုနောက်ပိုင်းမှာတွေးနေတော့တောက်လျှောက်ကိုတွေးသွားလို့ရပြီနီးကနှစ်ဂျူးက3ညမန်းက3ညဘယ်နှလုံးလဲ4လုံးမန်းတွက်က3ည4လုံးဂျူးတွက်က3ည1လုံးနီးကနှစ်အဲ့တော့ဒါဘယ်လောက်လဲ2သိန်း2သိန်းဆိုရင်နီဂျူးမန်း3သိန်းဆိုရင်စန်ဂျူးမန်းတောင်းမောဘယ်နဲ့ရလဲတောင်းတန်ရွက်30ဆိုရင်3သိန်းအဲ့ဒါပြောလို့ရပြီဂျူးမန်း1သိန်းဆိုရင်ကျွန်တော်တို့10သိန်းဆိုရောကဲကျွန်တော်တို့3ညပဲမှအောင်ရေးကြည့်လိုက်ပါဦးခု10ရာထောင်တောင်းသိန်းဘာလဲ10သိန်းအဲ့တော့ကျွန်တော်ကပုံမှန်သင်ကြားမှာတွက်ချက်မှာဆိုတော့ဒီလို3လုံးတစ်ခါကုတ်တာပေါ့ဒါပေမဲ့ဂျပန်ရေတွက်ကြတော့ဒီလိုကုတ်လဲရတယ်ကုတ်မယ်တို့မဲ့ကျွန်တော်ကရေတွက်တဲ့ပုံစံကြတော့3ည4လုံးကပါလဲ3ည4လုံးကမန်းအရှင်းမှာဘယ်လောက်ပို့လဲဒါဘယ်လောက်ပို့လဲ100ဘယ်လိုပြောလဲဖျက်ခုအဲ့ဒါဖျက်ခုမန်းဆိုဘယ်လောက်လဲ10သိန်းဒါပဲ3ည4လုံးကျွန်တော်မန်းလို့ယူဆတယ်အရှင်းမှာ100ပို့တယ်100ကဖျက်ခုမန်းဆိုရင်ဒါကိုပဲကြည့်ပြီးပြောဒါဆိုဂျပန်လိုဘယ်လိုထွက်မလဲကွာလို့မေးလိုက်လို့ရှိရင်ကျွန်တော်တော့ရှင်းပါတယ်3ည4လုံးအထိကျွန်တော်ဖြတ်ယူလိုက်တယ်ဟုတ်ပြီ3ည4လုံးကျွန်တော်တွေ့ပြီအဲ့ဒါရှေ့ရပါလဲရโอเคအဲ့ဒါပါလဲဖျက်ခုမန်းအဲ့တော့ကျွန်တော်ဗာလဲ10သိန်း100ကျွန်တော်ရီခိုင်းလို့ရရင်ကိစ္စမရှိဘူးကျွန်တော်ကောက်ယူလိုက်မယ်3ည4လုံးဒီကျွန်တော်တို့တင်ထားတာမန်းဒီပဲ3ည4လုံးဒီကျွန်တော်ယူလိုက်တယ်မန်းအရှင်းကဘယ်လောက်ပို့လဲ3ည3လုံးဆို1000စစ်မန်းဟောအဲ့လိုပြောပြစ်တာအဲ့လိုမျိုးပါဗျာအဲ့တော့ကျွန်တော်ဒီမှာတော့